ဒီနောက်ပြားပြန်ထုတ်တဲ့အခါဘယ်နာမှာဂျိုးကတ်နေလဲမသိဘူးအဲ့လိုဖြစ်တတ်တယ်ဟုတ်ပြီနော်ဒါကြောင့်မို့နောက်ပြားထူးကျင်တယ်ဆိုရင်ပေါ့အရိယာတော်ကောင်းဘဝအဖြစ်နဲ့ထူးကျင်တယ်ဆိုလည်းရပါလေဟုတ်ပြီနော်ဒီဘဝမှာအရိယာတော်ကောင်းဖြစ်အောင်ကြိုးစားဒီကနေ့ဒီကိုဇံမလျှော့ကြအောင်ဝတိဘောနဲ့နေအောင်လေ့ကျက်ထားဒီဒီအချမ်းတွေမှာဓမ္မပြီမှာအရိယာတော်ကောင်းသူ့အဖြစ်နဲ့ဇံဝင်စားပြီးတော့ဆက်ဆက်တာတာနဲ့နေထိုင်နိုင်လိမ့်မယ်ဒါဆိုလို့ရှိရင်အဲ့ဒါဒီတတ္တလောကကြီးအကြောင်းဖြစ်တယ်အလုံးပေါင်းလိုက်တော့30တဘုံအဲ့ဒီ30တဘုံမှာတရားပြည့်တဲ့ပြီးကျန်လို့ရတာဘယ်လိုလဲမသိလူဘုံဒီဒေနာတွေ့ရတဲ့တိရစ္ဆာန်တွေဒီတက်ပူလေးလားမပူတော့ဘူးဒီကရှုနိုင်တဲ့တော်ကောင်းတွေလည်းတစ်ချိန်လုံးကမပူပါဘူးသူတို့မသိဘူးဟုတ်ပြီနော်တမာတိတွေရှိရင်ဟုတ်တိုင်းမှန်စွာသိတယ်မြင်တယ်ဆိုတော့သမုဒိယသစ္စာသိခွင့်ရလို့ဒီဒီအတိတ်ဘဝတွေကိုပြန်ရှုနိုင်တဲ့အခါမှာတိရစ္ဆာန်ဘဝလေးရောက်ခဲ့ဘူးလေဒီကနေ့အဲ့ဒီတိရစ္ဆာန်ဘဝမရောက်ခင်ဘဝမှာအကုသိုလ်ကအကျိုးပေးလိုက်လို့တိရစ္ဆာန်ဘဝကိုထိုးချတာနတ်ဘဝရောက်ခဲ့တာလည်းကြုံခဲ့ကြတယ်ဒုဝမတိုင်ခင်ဒီကနေ့မှာကုသိုလ်ကအကျိုးပေးလိုက်လို့လူဘဝရောက်ခဲ့တာလည်းဖြစ်ရတက်တိယုတ်ချုပ်မင်းလုပ်တဲ့ဘဝတွေတော့လည်းရောက်ခဲ့မှုကြတယ်တချို့တွေဆိုလည်းဒီဘုရားဆောင်ကြီးတွေဖြစ်လို့နောက်တချို့လည်းတက်တိယုတ်ချုပ်မင်းလုပ်တဲ့ပုဂ္ဂိုလ်တွေဖြစ်လို့တချို့တွေလည်းငရဲမှာချက်လို့နော်လွန်ခဲ့တဲ့3ပတ်လောက်ကဒီလေးတရားစိတ်မကောင်းစွာနဲ့သူ့ရဲ့အသိဘဝကိုလာဆောက်တယ်သူ့ရဲ့အသိဘဝခဏဘဝ10ဘဝလောက်သင်ပြီးတော့ဘဝတစ်ခုမှာငရဲမီတောက်လောင်နေငရဲမှာချက်ငရဲမှာဒုက္ခခံစားရတယ်ဟိုမှာပူးနေဒီမှာပူးနေနော်ကိုယ့်ရဲ့အသိဘဝရုပ်နာကိုရှုနိုင်ပြီဆိုရင်ဟိုမှာဝမ်းတာရင်ဒီမှာလည်းဝမ်းတာဟိုမှာဝမ်းနေရင်ဒီမှာလေးဝမ်းနေတယ်ဟိုမှာပူလောင်နေရင်ဒီမှာလေးမခံရနိုင်အောင်လို့ပူလောင်နေအဲ့ဒီတော့အခွင့်ကောင်းတာပြီးအဲ့ဒီငရဲကိုဘာဖြစ်လို့စသွားတယ်လဲဆိုတာအဲ့ဒီဘဝမတိုင်ခင်ဘဝဒီကနေ့ဘာကအကျိုးပေးလဲဆိုတာကိုသိသိချာချာသိသိကြည့်ပါသိသိခံလိုက်တော့ကာမေတုမိစ္ဆာသာရကအကျိုးပေးတယ်ဟုတ်ပြီနော်အဲ့ဒီကံလေးရဲ့အကျိုးပေးမှုရှိတယ်လို့အလေးအနက်စဉ်းစားရမယ်ဟုတ်ပြီနော်ဘုရားပြောခြင်းရဲ့အကျိုးရှိတယ်လို့နားလည်ကြရမယ်သူတတ်ကံရဲ့ကံကိုထူထောင်ခြင်းရဲ့သို့ကြိုးတွေရှိတယ်လို့အလေးအနက်မိမိတို့ရှိကြရမယ်ဒါအလေးထားရမယ်တရားကြီးတွေကိုယ်တိုင်ဉာဏ်ဖြင့်သင်ပေါက်ပြီးမသိဘူးဆိုရင်တော့တန်တရားတွေမဖြစ်နိုင်ဘူးလားမိမိတို့တွေဟာကံနဲ့ကံရဲ့ကျိုးတရားကိုယုံကြည်တဲ့ပုဂ္ဂိုလ်တွေမဟုတ်ဘူးလားဟုတ်တယ်ဒါပေမဲ့ပုထုဇဉ်တို့ရဲ့ယုံကြည်မှုဟာတန်တရားနောက်ွယ်ရှိနေthere is doubt behind အနောက်မှာတန်တရားရှိနေပါဘူး not unshakable faith မတုံမလုံးသက်ဝင်ယုံကြည်မှုမျိုးမဟုတ်သေးဘူးသူများအပြောနဲ့လွမ်းနေရတဲ့ဘဝမျိုးတော့ဖြစ်တယ်ဒါကြောင့်မို့ဒီဆရာတော်ကတပည့်တွေကိုကြုံကြိုက်နေပြောတယ် go beyond faith ယုံကြည်မှုနေလို့အောင်သွားကြတယ်မှာကိုယ်တိုင်သုံးသပ်သိသွားပြီဆိုရင်ယုံတယ်လို့ပြောမလားသိသွားပြီလို့ပြောမလားပြန်ပြောကိုယ်တိုင်သိသွားပြီဆိုရင်ယုံတယ်လို့ပြောမလားသိသွားပြီလို့ပြောမလားယုံကြည်မှုနေလို့တော့ဟုတ်ပြီနော်ယုံတယ်ဆိုတာနောက်မှတန်တရားရှိသေးတယ်ပုဂ္ဂိုလ်ကိုခင်လို့ယုံတယ်လေလေးစားသမှုပြုရလို့ယုံတယ်လေနောက်မှတော့ဘာဖြစ်နေလဲဟုတ်မှဟုတ်ရဲ့လားမသိဘူးဒီဆရာတော်ကယုံကြည်ထိုက်ပါတယ်လေဒီတရားရှင်ကယုံကြည်ထိုက်ပါတယ်လေဟောဒီဆရာတော်ကဝိသုကုန်မှုတွေဒီနေ့ဆိုတော့သူပြောတာဟုတ်ပါပါလေယုံထားလိုက်တာကောင်းပါလေတန်တရားမရှိဘူးလားရှိတယ်ဒါကြောင့် go beyond faith ယုံကြည်မှုနေလို့အောင်သွားကြစမ်းပါ
ကိုယ်တိုင်ထိုးတဲ့သိသွားပြီဆိုရင်ကိုယ့်ရဲ့အလေးထားမှုကမပြောင်းသွားဘူးလေးလက်မှုတွေမပြောင်းသွားဘူးဒီဒါကြောင့်မို့ငါတို့ဘုဒ္ဓတာရှားကြရမယ်အဲ့ဒါကိုသိချိတ်ဆက်ပြီးတော့စဉ်းစားရမယ်ဒါပေမဲ့နေတော့မကြုံနိုင်ဘူးနော်စဉ်းစားကမ်းနဲ့မရနိုင်တဲ့အဖြေတွေကိုကိုယ်တိုင်နဲ့ဖြစ်တဲ့ပေါ့ဒီမှာပဲအဖြေရမယ်နော်ဟုတ်ပြီနော်ဒီတော့အဲ့ဒီတတ္တဝါတွေနေထိုင်ရာဩဃာတလောကကြီးကိုလည်းဘုရားသိတော်မမူဘူးလားအပယ်လေးပုံရှိတယ်ဆိုတာသိနေငရဲပုံရှိတယ်တိတာပုံနဲ့တိဋ္ဌံပုံတိတာမရှိဘူးလူသားတို့နဲ့ဆက်ဆက်နေတယ်လူပုံတော့တိတာရှိတယ်သတ္တမာရဲ့နတ်ပြည်6ချက်လည်းတိတာမရှိဘူးဓမ္မပြည်30လည်းတိတာမရှိဘူးအဲ့ဒါဒီဩဃာတလောကကြီးတယ်အဲ့ဒီတတ္တလောကကြီးကိုဩဃာတလောကကြီးကိုမဖောက်မပြတ်အမြဲမှန်တဲ့ပရမတ္တသစ္စာတွေကနေဉာဏ်ဖြစ်ထွတ်ထွတ်သိသွားမယ်ဆိုရင်အလုံးဟာယုတ်တရားနံတရားအကြောင်းတရားအကျိုးတရားများပါရှိပါလေလို့သိသွားတယ်သင်္ခါရလောကကြီးကိုသိသွားတယ်လို့ဆိုရင်အဲ့ဒီနေကိုရောက်ဖို့အတွက်ကြံတွေးလို့ရပါမလားဒီကြောင့်တဲ့ဒီမှာသင်္ခါရနေကြီးကိုဘဝဝသွားသိစေနိုင်တဲ့ဘုရားတော်ကြီးအများကြီးရှိပါတယ်ဟုတ်ပြီနော်သူတို့ဗာလဲသိသွားပြီဩဃာတလောကကြီးအကြောင်းလည်းသိစရလောက်သိဘာဖြစ်လို့လဲသူတို့ကိုယ်တိုင်ဓမ္မပြည်ရောက်ဘူးရင်သူတို့ကိုယ်တိုင်နတ်ပြည်ရောက်ဘူးရင်သူတို့ကိုယ်တိုင်ငရဲမှာတက်ခဲ့ဘူးရင်သူတို့ကိုယ်တိုင်လူဖြစ်ခဲ့ဘူးရင်သူတို့ကိုယ်တိုင်ပြိဋ္ဌာန်တွေဖြစ်ခဲ့ဘူးရင်ဆိုရင်အဲဒီလောကကြီးကိုသူတို့မသိတော့ဘူးတတ္တလောကကြီးကိုလည်းသဘောပေါက်သက်ဝင်မှုတော်တော်ကြီးအားမရှိလာဘူးလားဒီဖြစ်ပြနေတဲ့သင်္ခါရတရားတွေကိုတော်တော်မှလက္ခဏာသင်ပြီးရှုနိုင်ပြီဆိုရင်သင်္ခါရလောကကြီးကိုလည်းမသိတော့ဘူးဘုရားရှင်ကိုကြည်ညိုတဲ့စိတ်ကဘာမှမသိတဲ့လူနဲ့တူတော့တော့မှာဘုရားရှင်နဲ့ငင်းခုန်မှုသူတို့တွေမရပ်တော့ဘူးမှာမိမိတို့ရက်စင်ကြတယ်ရက်စင်ပါလို့ဘုံနေနဲ့စားနေနဲ့မနေကြနဲ့ရှောက်နေကြလားရှောက်ဖို့အတွက်ပဲစိတ်မကူးနေကြနဲ့ရှေ့တော့ကြောင်းပြစ်တာဟုတ်ပြီနော်ကိုယ်တိုင်သိအောင်အရင်ကြိုးစားဖို့ကောင်းတယ်ငါတို့တွေအန္တရာယ်တွေညာလုံးနေဘေးပရန်တွေညာလုံးနေအသက်ဤကုန်ဆုံးခြင်းတို့တော်တော်မှမမျှော်လင့်တော့အချိန်မှမရောက်နိုင်ဘူးလားဒီအခုဒါလေးတွေကိုညီတန်းပြောပြီးတော့ပြောမိရတာဘုရားရှင်ဟာအတိအကျသိတော်မူတယ်ဩဃာတလောကကြီးကိုသိတယ်တတ္တလောကကြီးကိုသိတယ်တတ္တဝါတို့အကျိုးပေးရာဘုံဘဝကိုလည်းသိတယ်သူဘုံဘဝတို့ရောက်စေနိုင်သောကံတို့ကိုလည်းပဲကွယ်ပြားပြားသိတော်မူတယ်ကောင်းကံကောင်းကျိုးပေးတဲ့နေရာမှာဘယ်တော့မှမဖောက်ပြန်ဘူးမကောင်းကံမကောင်းကျိုးပေးတဲ့နေရာမှာလေဘယ်တော့မှမဖောက်ပြန်ဘူးအဲဒီလိုမျိုးသိတော်မူတဲ့မြတ်စွာဘုရားရှင်ရဲ့ကျေးဇူးတော်ကြောင့်အဲဒီသိနိုင်ခဲ့တဲ့အဲဒီလောကကြီးတွေကိုသိခွင့်ရဖို့ရှင်းတန်ကျိုးကိုအထုံကြီးတွေဘုရားကောင်းကောင်းကြီးသွန်သင်ကြတာသူတို့မှတော်တော်မူခဲ့ဘူးလားလွတ်မြောက်ခြင်းတဲ့သူတွေအတွက်ဩဃာတလောကနဲ့တတ္တလောကကြီးကနေလွန်ထွက်သွားအောင်သိရမယ်အဲ့ဒါကတော့သင်္ခါရလောကကြီးတွေကိုရှင်းလင်းဝင်ရောက်ဖို့လေအဲ့ဒီသင်္ခါရလောကကြီးကိုတော့သာမန်မျက်စိဖြင့်မမြင်နိုင်ဘူးသာမန်နားနဲ့မကြားနိုင်ဘူးသမာဓိမိတ်ခွေဘာဝိသသမာယိတောပိကိသိကိယထာဘုဒ္ဓသာသနာတိစေတတို့သမာဓိစုံကြသမာဓိရှိတဲ့ပုဂ္ဂိုလ်ဟာသစ္စာလေးရတရားမြတ်လို့ခေါ်တဲ့ပရမတ္ထတရားတွေကိုဟုတ်တိုင်းမှန်စွာသိနေနေလို့ဒါကြောင့်မို့မိမိတို့အားလုံးကံနဲ့ကံရဲ့အကျိုးတရားကိုအသိကြီးသိတော်မူတဲ့မြတ်စွာဘုရားရှင်သူတစ်ပါးနဲ့သိနိုင်တဲ့အရာမဟုတ်ပါဘူးတဲ့ကျင့်တော်သူတို့ကိုယ်တိုင်သိနိုင်တော်တရားပါအခုသမာဓိရှိတဲ့အတွက်ဟုတ်တိုင်းမှန်စွာသိနေနေမယ်လို့
အာမခံချက်ပေးပြီးတော့ဟောကြားသွားတော်မူခဲ့တဲ့ဘုရားရှင်ရဲ့အဆုံးအမဒေသနာတော်တွေကိုကောင်းစွာလိုက်နာပြီးတော့ဥထိပ်ရဲ့တန်ဆင်ပြီးတော့စိတ်ကြံကြိုးကိုအထုတ်ခွင့်ရကြတဲ့ဒီနေ့ယောဂီတော်တော်တွေကဘုရားရှင်ရဲ့တရားတော်တွေဟာမှန်ပါပေါ့လားလို့ကိုယ်တိုင်ဉာဏ်ဖြင့်သိပေါက်ပြီးသိခွင့်ရတဲ့အတိုင်းအတာနဲ့သိနှပ်ဒီလိုမှုတွေမဖြစ်နိုင်တော့ဘူးလားဒီအဲ့ဒါဆိုရင်သူတို့ရဲ့အလေးအနက်ထားမှုတွေအလေးထားမှုတွေဟာပို့ပြီးတော့မမြင်မသွားဘူးလားဘဝကိုရှုမြင်ဖို့လောကကြီးကိုရှုမြင်ဖို့တရားကြီးကိုရှုမြင်ဖို့ဟာတူသေးလားမတူတော့ဘူးအဲ့တော့ဘုရားရှင်ဒီလူပြည်လူလောကသို့ရောက်နိုင်တဲ့ကံတွေကိုလည်းဟောတာလက်ပြနာလောကသို့ရောက်စေနိုင်သောကံတွေကိုလည်းဟောတာဓမ္မပြည်ကိုရောက်စေနိုင်တဲ့ကံတွေကိုလည်းဟောတာကိုယ်တိုင်သူတွင်သိလို့သူတို့ဘဝတွေကိုရောက်ခဲ့မှုတဲ့သတော်ကောင်းတွေကဘုရားဟောတရားတွေဟာတကယ်ကိုလာလက်ရှုနေပါလို့သိခေါ်ထိုက်တဲ့တရားတွေပဲလို့ထောက်ခံနေကြတယ်နော်မြတ်စွာဘုရားကယေဟိပတိတော come and see လာပြီးရှုလက်သမ်းပါဘုရားက come and believe လို့ပြောတာလာပြီးယုံလက်သမ်းပါလို့ပြောတာအေးတို့တွေရဲ့ဘုရားရှင်ဟာအမတန်ကြီးကျယ်ယုံဖို့ဘယ်သူမှမပြောဘူးလာပြီးရှုလက်သမ်းပါပညာရှိတွေသူတွင်သိနိုင်တဲ့တရားပါ the wise can know the wise can see you need to come and see ဟုတ်ပြီနော်လာပြီးတော့ရှုဖို့တော့မလိုဘူးလားပြီးတော့အပယ်လေးပုံကိုရောက်စေနိုင်တဲ့ကံတွေကိုလည်းဘုရားမဟောတော့ဘူးပြီးတော့ပရိသေတွေအကျိုးပေးတဲ့ကံအဲ့ဒီပရိသေတွေအကျိုးပေးပြီးတော့ဘဝတိအခါဝေးလာပြီးတဲ့နောက်မှာလိုက်ပြီးတော့နှောက်ယှက်တတ်တဲ့ကံအားနည်းအောင်ဖြစ်တတ်တဲ့ကံအားကြီးအောင်ထောက်ပံ့ပေးတတ်တဲ့ကံဂျားဝင်ဖြတ်တောက်တတ်တဲ့ကံတွေကိုလည်းဘုရားမဟောတော့ဘူးပြီးတော့မလိုက်တာဟုတ်ပြီနော်အေးဒီနေ့ဘာအကြောင်းလေးပြောချင်လဲဆိုပျက်စီးတတ်တဲ့အကြောင်းတွေကိုမြတ်စွာဘုရားဟောတာသင်္ကုတ်လိုမှာဟောတာဘလောကသုတ်တံအဲ့ဒါလေးဒီနေ့ပြောချင်လို့ညီရန်ပြောနေတာဟုတ်ပြီနော်ဒီနေ့ကဘာကြီးပူလောင်ကဘာကြီးမငြိမ်သက်ဘူးအနိဋ္ဌာယုန်တွေကြီးလုံးတယ်မမျော်လင့်တာတွေဖြစ်နေတာသိတော်မူတယ်ဘုရားရှင်ခွင့်ချမ်းပြီးတော့တင့်မြော်လက်ပတ်တဲ့အတိညာဉ်တွေသိဖို့ဟောကြားတော်မူတယ်ဘုနာတဲ့တူကဘုရားရှင်တန်ကိုချစ်ကပ်ပြီးတော့ရင်းမြဲလျှောက်ထားတယ်ဘုဒ္ဓကြီးတော်မူပါပြီလို့မြတ်စွာဘုရားဘုမင်းကြီးရောတဲ့ရှေ့ပြီးကုန်တဲ့ဆရာကြီးတွေရှိကြပါလေမြတ်စွာဘုရားဒီပုဂ္ဂိုလ်တွေပြောတာကိုတပည့်တော်တို့မှတ်သားနာကြားခဲ့ရဦးပါလေအဲ့ဒီလူကြီးလောကကြီးမှာအဝိဇ္ဇိငရဲမှာအကြာအလတ်မရှိငရဲသားနဲ့ပြည့်တဲ့နေလို့အဲ့ဒီလူကြီးလောကကြီးဟာလူသားတို့ဖြစ်အမတန်စီကားပြီးတော့စက်ကြံတဲ့ကြစီကားလာတယ်လို့တပည့်တော်တို့သာဖူးတယ်ကြာခုတော့လူတွေဟာအလွန်ပဲနေပါကုန်တယ်ကျိုးတူကျဲတဲ့ဖြစ်ကုန်တယ်ခါမာပိအကမ္မဟွန်တိရွာတွေကရွာနဲ့မတူတော့ဘူးနိဂမာပိအနိဂမာဟွန်တိညီကုန်းတွေကလည်းညီကုန်းနဲ့မတူတော့ဘူးနဂရာပိအနဂရာဟွန်တိမြို့တွေကလည်းပဲမြို့နဲ့မတူတော့ဘူးဇနပရာပိအဇနပရာဟွန်တိဇနပုတ်တွေကလည်းပဲဇနပုတ်တွေနဲ့မတူတော့ဘူးရွာတွေမှာ ရွာနဲ့မတူအောင်လူတွေသိသိ
မြို့ဒီမှာလည်းပဲမြို့နဲ့မတူအောင်ကိုပျက်စီးပြီးတော့မစိတ်သုံးကုန်ဘူးအဲဒီလိုပြရတဲ့အကြောင်းဟာဘာပါလဲမြတ်စွာဘုရားအဲဒီလိုမြတ်စွာဘုရားကိုမေးလျှောက်တော့မြတ်စွာဘုရားကဗာမိတ်ကလေးအဲဒီလောကကြီးမှာလူသားတွေအတ္တမရာဂသူတော်ဘာဥစ္စာပစ္စည်းတွေကိုမတရားလောဘနဲ့တက်မဲ့နေကြတယ်ဝိသမလောဘပိပုတာသူတော်ဘာဥစ္စာတွေကိုမတော်မတရားလုံကျင်တက်မဲ့တဲ့ဝိသမလောဘရဲ့နှောမိုးနှိမ့်ဆက်ခြင်းကိုခံနေကြတယ်မိစ္ဆာသမပရိဒါမာရင်ဖောက်ပြန်မောက်မားတဲ့အကျင့်တွေနဲ့ပြည့်စုံနေကြတယ်အတ္တမရာဂမတရားတဲ့ရာဂသူတော်ဘာဥစ္စာပစ္စည်းတွေကိုမတရားလုံခြင်းဝိသမလောဘသူတော်ဘာရဲ့ပိုင်ဆိုင်မှုတွေသူတော်ဘာတို့ရဲ့ဌာနန္တရတွေသူတော်ဘာတို့ရဲ့ဥစ္စာပစ္စည်းတွေကိုမတော်မတရားလုပ်ခြင်းဟုတ်ပြီနော်မတော်မတရားကိုမဖြစ်နေတဲ့လုပ်ခြင်းတွေသိပိုက်လိုက်ခြင်းတပ်ဖြတ်ပြီးတော့ကိုယူပြလိုက်ခြင်းမာရင်တဲ့အကျင့်တွေဟောက်ပြန်တဲ့အကျင့်တွေမောင်မားတဲ့အကျင့်တွေလို့ခေါ်တဲ့မိစ္ဆာဓမ္မတွေနဲ့ပြည့်စုံနေပြီအဲဒီလိုအတ္တမရာဂဝိသမလောဘမိစ္ဆာဓမ္မတွေနဲ့ပြည့်စုံနေတဲ့အဲဒီလောကသူသားတွေကဘာလုပ်ကြလဲဆိုတိနာတိတတ္ထာတိဂိတဝအင်ကြမေညံဇိဝိတာဝရောပိတိအစမ်းချက်မြက်တဲ့လက်လက်တွေကိုစက်ကင်ပြီးတော့ချင်းချင်းတပ်ဖြတ်နေကြတယ်ဒေနဘဟုမနုဿကာလံကရုံတိတဲ့ဒါကြောင့်လူကောင်းကြောင့်များစွာဒီဝင်ကြတယ်ယေနိတရဟိမနုဿနဲ့ခယောဟောတိအဲဒီလိုအကြောင်းတွေကြောင့်ယခုအခါမှာလူတွေနေပါလာကြခြင်းပဲဖြစ်တယ်တနုကံပညာယတိကျိုးတိုးခြေတော်ပဲကျိုးတိုးခြေရပဲသင်တော်လေကျိုးတိုးခြေရပဲညတော်လေဂါမာပိအဂါမာဟောတိရွာရွာနဲ့မတူတော့ဘူးနိဂမာတိအနိဂမာဟောတိနိဂုံးတရားလည်းနိဂုံးနဲ့မတူတော့ဘူးနေခြင်းတရားတွေမဖြစ်တော့ဘူးနဂရာတိအနဂရာဟောတိမြို့တွေဟာလည်းမြို့တွေနဲ့မတူကြတော့ဘူးတဲ့ဇနဗရာတိအဇနဗရာဟောတိဇနပုတ်တွေဟာလည်းဇနပုတ်တွေနဲ့မတူတော့ဘူးဒီကျမ်းစာဒီသက်လူတံပိုးဟာဘာနဲ့တိုင်းတာလို့ရလူတံပိုးဟာဘာနဲ့တိုင်းတာလို့ရလူတံပိုးဟာဘာနဲ့မှတိုင်းတာလို့မရဘူးဟုတ်ပြီနော်ဘယ်လောက်တန်တယ်လို့သုံးသပ်လို့ရအဲ့ဒီလူလောကကြီးဘာဖြစ်လို့တိုးတက်လာဒီလူသားတွေကြောင့်ဒီလူသားတွေကြံလို့ဒီလူသားတွေကြိုးစားလို့ဒီလူသားတွေလှုပ်လို့ဒီလောကကြီးတိုးတက်လာတာမဟုတ်ဘူးဒါဆိုအဲ့ဒီတက်မဲ့ပစ္စည်းတွေအလုံးဟာဒီလူသားတွေကြိုးစားလိုက်လို့ဖြစ်လာတာမဟုတ်ဘူးလောကမှာရှိတဲ့ယာတုဌာနန္တရတွေရတဲ့ဒီလူသားတွေတိဆောက်တတ်မှတ်လို့ဖြစ်လာတာမဟုတ်ဘူးဒါဆိုရင်အဲ့ဒီပစ္စည်းတွေကလူရှိနေရင်မဖြစ်နိုင်ဘူးအဲ့ဒီတက်မဲ့ပစ္စည်းတွေအလုံးလူရှိနေသေးလို့လို့ရပါဘူးဟုတ်ပြီနော်ဘာကိုတန်ဖိုးထားရမလဲဘာကိုအလေးထားရမလဲလူတန်ဖိုးကိုအလေးထားရမယ်ဟုတ်ပြီနော်ရှင်ဒေဝဒရဲကုန်တဲ့ဘဝတုန်းကရွှေခွက်အကြောင်းပြုပြီးတော့ရွှေခွက်လို့သိလိုက်တယ်ဒါပေမဲ့မယိုးသားဘူးရဲပစ္စည်းလေးတွေကိုလိုချင်တဲ့ကလေးမလေးညီအဖွားတဲ့နမလေးရဲပစ္စည်းတွေလိုချင်လို့အဖွားတို့ကတော့ဒီပတ်ကလေးပဲရှိတယ်ဒေဝဒအလောင်းရဲကုန်တယ်ကအဲ့ဒီခွက်ကလေးကိုကန်ပြီးတော့အချုံလေးနဲ့ချက်လိုက်တော့ရွှေခွက်မှန်တန်းတူတယ်အလက်ကားလို့ချင်တယ်
Bama a format and the question you Nibogu and net Santa Amuya and Pine. Get on it. Piro, what you do? And like I do. Chiroga, Turuye, Sendone, Sentonsi. You go there to the Lante when you now do our winter. To set all these little piano or Yeku de Ramini. Yeri Yami, Nipite, Klimalia, let me show. A far, either cow when I Yeku de Antana Picture. Julia, ready to you, Beva. Eh, Yeku de Navao, Parcon. Ima, King Yamaliga, Yeti, Lutino. How do I let the family see the Yalona? Yalona, none of Yakum Bengali, every country will can be up. Susan made Selena. She quented something. A father, a question, she got you. The Loma Palare, Yeti Syria, allow hope. Not diet. Can't out she got you. Yama Ligoli, pitch and up with it, you not a question. To the man Palare, Sicily, and Lauti, Tambo Sea. A cold feeling, the Kuwait can come down. Kudo Kali, Eva. Kudo Kali, you a cold feeling. The Yoka Bula. Look Tambo Town. Piro, they say out of Kudo say out of the amount of Piro, Quebec Kango, not Kudo. Noga the Fugu Yoga. Lego, Tibet Kango, Jamka Tiva, do they like on the look? Noga the Opio in Loa Leamino. See the Galano, to be seen. Kunaga, Yekun there, Tivada allow Yekun there, Balugan. Yalanda, any Landa, Tatavi, Jawan, a far Indo, Yepa Indo, Tantavi, Kanaka Jambiri. Hey, this is a met to the whom I should go to be Judavi. Ah, Kandalia, Pulamaita. Naya may sugar, not social body to be the animal city, Poke and be a computer beer. Good city, If I can't get the Sandira, city, or not sugar jumping, not sugar jumping. A long heat, soca with me. Sweet book and be the long queen, Emma, Tiva, Yalon the Monale, Agata, non pretty. Pavo, Sindivada, Tambu Tami. He should go to a shine in the island. For what she is done in a cool. Some men you see of Lutambo, Yaki. How do you know? Loga Lunari, Babu Tambu Tada. Some men you see they go Tambu Tamida. Yadu Tanandra, they go, Nangan Tambu Tamida. Season Osadego, a whole team Mafiro, Ludego, Tamidani. Some men you see out, Lutambo, Mayasine, Adama Raga, Bapilo, Second Gani. Sunday, you see our Lutambo, Yago, Adama Ragari, Second. Vidama Lovari, Bapilo, Second Gani. Na a ye single, now the Yogu, to the Usa, to the Gabe, Yadukan and Radigo, Matea, take by Chene, and Ajambo. So down let me take and Matatungauna. Mix out the Mari, Hope their Mari, children, Mount Mari, and Chenigo, Singungabi, Kogungabi, Satungabi, Kama Munda, Yopioni, Mamungabi, Budari, Tele, Dogungabi. Learning that Mari, Loya on the agenda, Yeti, Singungabi. Erabo, Mix out the Mali for him. The Kitty. The Valum, Eddie, okay, no? Galdambo, Yariha, Yarine, Yuriale, Yurine, Nigo, Niale,
နီကုန်းနဲ့မတူတော့ဘူးတဲ့ဇဏတုတ်တွေကလည်းဇဏတုတ်တွေနဲ့မတူတော့ဘူးတဲ့ဒီနေရာလေးမှာမိမိတို့အားလုံးသိတဲ့အကြောင်းအရာလေးတွေလည်းပြောပြမယ်တိုင်တန်းတဲ့ရုပ်ရှင်ကကြည့်ဘူးလားဒီကြတော့ကောင်းကောင်းမကြည့်ဘူးနော်ကြားဘူးတယ်ကိုတကွက်ဒီတကွက်တော့မြင်ဘူးတယ်တိုင်တန်းတဲ့ကားကြီးဟာတကယ်သင်္ခါတဲ့တိုင်တန်းတဲ့သင်္ဘောကြီးဟာတကယ်သင်္ခါသင်္ဘောကြီးပဲနေတဲ့သင်္ဘောကြီးမဟုတ်ဘူးပင်လယ်ထဲမှာရေပြင်ထဲမှာပျော်မြူးဖို့တဲ့တဲ့သွားလာဖို့အပန်းဖြေဖို့အတွက်စီးကြတဲ့သင်္ဘောကြီးပဲအဲ့တိုင်တန်းတဲ့သင်္ဘောကြီးမြင့်မြတ်တော့အဲ့ဒီတိုင်တန်းတဲ့သင်္ဘောကြီးပေါ်မှာတန်းကျက်တစ်သိန်းတစ်ယောက်ပါတယောက်ဆိုရင်ဘလောက်ချမ်းသာလဲဆိုရင်သူ့ရဲ့ဗမာအထားတဲ့ပစ္စည်းတွေအဲ့ဒီတိုင်တန်းတဲ့သင်္ဘောကြီးအစီး30သူဝယ်လို့ရတယ်အဲ့လောက်ချမ်းသာပေကြီးမြုပ်ပြီးကဲတဲ့ပေကြီးရောက်လာပြီသူ့အတွက်နေရာလေးတစ်ခုထားပေးထားတယ်တန်းကျက်တစ်သိန်းကြီးဖြစ်လို့ကြောင်ရွံထိတ်လန့်နေကြတဲ့ကောင်ကလေးကလေးငယ်လေးတစ်ယောက်ကိုတွေ့လိုက်တော့ခုံတိတ်ခါရှိတံပိုးထားတဲ့အဲ့ဒီကလေးတစ်ယောက်ကိုပဲသင်လိုက်ပါသူများရဲ့လွတ်မြောက်မှုမရှိပါပဲတဲ့ကျွန်တော်တို့ရဲ့လွတ်မြောက်မှုကိုမလုပ်ချင်ဘူးတတိယမို့လို့နေရာလေးပေးတယ်နော်ဒါပေမဲ့ကြောက်ရွံ့ထိတ်လန့်နေတဲ့ကလေးလေးတစ်ယောက်ကိုသူ့နေရာမှာထိတ်ပြီးနေတယ်အသက်အစီခံသွားသူ့ရဲ့တန်းကျက်တဲ့ဖေးပွားကြီးသူညံလို့ကိုမကောင်းသူ့ရဲ့ဥစ္စာပစ္စည်းတွေအသက်သူလောဘရတဲ့တွေဆက်ပြီးတော့သူ့အသက်ချမ်းသာရဖို့အတွက်ရွေးချယ်ခွင့်သူ့မှာမရှိဘူးလားငါရဲ့လွတ်မြောက်မှုနဲ့လောကကြီးရဲ့လွတ်မြောက်မှုဟာဘယ်ဟာကိုအရေးကြီးလဲငါအသက်ကိုအရင်တည်ပြီးတော့လောကကြီးရဲ့ကောင်းကျိုးကိုကြားလောက်လို့ကလက်ဆောင်သွားတာကြီးကောင်းတောင်ကောင်းဆိုတာငါစံဖို့မဟုတ်ဘူးလောကကြီးကိုစံခွင့်ရဖို့ကြိုးစားတာပါဟုတ်တယ်နော်နောက်တန်းကျက်တဲ့ဖေးကြီးဟာလေးပဲမတက်ဘူးတခြားသူတွေရဲ့လွတ်မြောက်မှုမရပါဘဲနဲ့အလုံးရှိဘူးဇနီးတွေကလည်းပဲသူ့ခင်မုန်းနဲ့တည်နေသူ့ဇနီးအတွက်နေရာလေးကိုစိတ်တခြားသေးခင်ကမှအိမ်ပေါ်ဖြစ်တဲ့အိမ်မှာအလုံးလုံးနေတဲ့ကလေးမလေးကိုထည့်ပေးလိုက်တယ်လူကုန်တိတ်ခါဆိုတာအဲ့ဒါပြောဟုတ်ပြီနော်ငါအတွက်ငါမိသားစုအတွက်အလုံးလုံးနေတဲ့လောကသားတွေဟာတံပိုးမထားတဲ့လူတွေအလေးမထားတဲ့အလုပ်တွေကိုလုပ်နေကြတဲ့လူတွေဟုတ်ပြီနော်တူရှုမတူဘူးဘုရားလောင်းတော်လောကအကျိုးကိုရက်ဆောင်ရင်းနဲ့အကုသိုလ်တရားတွေလုပ်ခဲ့ရသူ့အတွက်မဟုတ်ဘူးဟုတ်ပြီနော်တူရှုကလောကကောင်းကျိုးအတွက်ငါအသက်ကိုသတိနဲ့ဆိုတဲ့အဲဒီနှလုံးသားပိုင်ရှင်ဟာတူရှုမှန်တော့ကောင်းဆောင်တို့ရဲ့နှလုံးသားပဲဒါဆိုရင်သူ့အတွက်သူဆက်ကခဲ့တာမဟုတ်ဘူးဘယ်သူအတွက်လဲလောကအတွင်းသူ့အသက်ကိုသတိခဲ့တယ်ယန္တရားမြောင်လေးဟာဆွေတော်မျိုးတော်ရဲ့အတွက်သူ့အသက်ကိုအသေးမခံခဲ့ဘူးလားဟုတ်ပြီနော်အေးလောကကြီးမှာအဲဒီလိုတန်ဖိုးထားတတ်တဲ့လောကသားတွေရှိဖို့လိုတယ်အဲ့လိုမဟုတ်ဘူးဆိုရင်လောကကြီးဟာမဖြစ်ဖြစ်ပါပဲနဲ့တောက်မဲ့တဲ့ကောင်းတဲ့ဒေဆိုကြီးတွေဖြစ်ပြီးတော့ရွာတွေဟာရွာနဲ့မတူတော့ဘူးမြို့တွေကလည်းမြို့နဲ့မတူတော့ဘူးတဲ့မိကုန်းတွေကလည်းမိကုန်းနဲ့မတူတော့ဘူးဇနတုတ်တွေကလည်းဇနတုတ်နဲ့မတူတော့ဘူးဒါကအကြောင်းတစ်ခုပါပဲလို့ဘုရားဆက်ဟောရင်နောက်ကြောင်းတစ်ခုအဲဒီလိုလူတွေရဲ့အတ္တမရာဂမတရားတဲ့ရာဂဝိသမလောကမတရားဘူးမတော်မတရားဘူးလူချင်းတွေအဲဒီလိုလောဘပြီးရင်မိစ္ဆာဓမ္မတဲ့မှားရင်ဖောက်ပြန်မောင်မားတဲ့အကျင့်တွေနဲ့ကျင့်နေကြတဲ့ဒီမိစ္ဆာဓမ္မတွေကြောင့်တဲ့မိုးတွေကောင်းစွာမရောက်တော့ဘူးဒီနံနေမဖြစ်ထွန်းတော့ဘူးဒုပိကန္တရာကတ်ကြီးစိုက်တော့တယ်တဲ့အစာရည်စာတွေငတ်မခေါင်းပါလို့
လူတွေတေကြခြေကြတာရော်ဒီဟာရော်နဲ့မတူတော့ဘူးတဲ့လူတွေနဲကုန်ပေါင်းနေကျွတ်ကျွတ်ရဲ့စစ်ကုန်လေအဲ့ဒီလိုစစ်တော်မင်းနဲ့တူတယ်ဟုတ်ပြီနော်စစ်တဲ့နေရာတွေလည်းဖြစ်နေပြီဟုတ်တယ်နော်ဒီကကြောင့်ဘာဖြစ်ရမလဲအားလုံးလေးလက်တဲ့အသိဉာဏ်ကြီးရှိရမယ်နောက်တစ်ခုဘာလဲဆိုတော့အဲ့ဒီလိုအတ္တမရာဂဝိတ္တမလောဘမိစ္ဆာဓမ္မတွေကိုကျင့်သုံးနေကြတဲ့အဲ့ဒီလိုလူသားတွေရှိတဲ့လူပြည်လူလောကကြီးကိုဘာလို့လဲယက္ခဝါလီအမနုတိဩပစ္စံဒီတဲ့ဘုရားဟောသွားတာနော်ကျမ်းထမ်းတဲ့ဘလူတွေကိုမနုဿတတိလူပြည်ခီးတို့ဝိသစ္စံဒီလှုပ်ကုန်ကြတယ်ယက္ခာတိယက္ခာဓိပတိနောအကြီးမှုဖြစ်တဲ့ဘလူတွေကကျမ်းထမ်းတဲ့အသာသာဘလူတွေလူပြည်လူလောကကိုလှုပ်ကုန်တယ်ဘာဆက်ပြီးလို့လဲတေလတ်တော်ကတော့မဟာဇနဇီဝိတခယံပါပိတိအဲဒီလိုစေလွတ်ခြင်းကိုခံရတဲ့အသာသာဘလူတွေတန်းထမ်းတဲ့ဘလူတွေဟာသူတို့ရဲ့ရတဲ့အခွင့်ကိုယူပြီးတော့လူပေါင်းညောင်များစွာကိုပို့ပြီးတည်အောင်လုပ်ကြတယ်ဟုတ်ပြီနော်အခုလူပြည်လူလောကကြီးအတ္တမရာဂတွေမဖြစ်ကုန်ဘူးလားဝိတ္တမလောဘတွေမဖြစ်ကုန်ဘူးလားမိစ္ဆာဓမ္မတွေမရှိကုန်ဘူးလားမသေးကြဘူးလားအဲ့ဒီနေရာကိုဘသူတွေကိုလွတ်တယ်ကျမ်းထမ်းတဲ့ဘလူတွေကိုလွတ်ပြီးအဲ့ဒီဘလူတွေကဘာလွတ်ပြန်လဲလူများစွာပို့ပြီးတည်အောင်လုပ်ပြန်တယ်အဲ့ဒီလိုရှင်းနေကြပြန်ပါလို့ဒီလိုဆိုချင်တယ်ဟုတ်ပြီနော်အဲ့ဒီတော့အဲ့ဒီသုံးလေးကိုအကြောင်းပြုပြီးတော့ဒီနေရာလေးမှာဝေသာလီတီထုံးကိုနှလုံးပူပြီးတော့အလေးထားပြန်ပြီးပြောချင်ဝေသာလီတီဒုက္ခိကန္တရာကကြီးဆိုင်အစာရည်သာငတ်မို့ခေါင်းပါလေယောဂါကြီးစိတ်ကဲစိတ်ကဲကြီးထွားလာတယ်တည်လိုက်ကြလူတွေနတ်တွေနဲ့လောမိုးပြည်ပြီးစိတ်သက်ခံရတဲ့အဲ့ဒီဝေသာလီကြီးကြီးကိုခုနကယက္ခာဓိပတိအကျေးမှုလက်ဘလူတွေကဝါလီအပတုသောဩတိသန္တိတန်ခမ်းတဲ့သာသာဘလူတွေကိုစေလွတ်လိုက်တာလေဘာဖြစ်လို့လဲသူတို့ကလည်းစားကြတယ်ကိုဖြစ်ပေါ်လာမှစားရမှာကိုအဲ့တော့ဘာလို့လဲဝိတာလီဒီမှာပိုရိတည်အောင်လုပ်ကြပြန်လေအဲ့ဒါကိုမြင်တော်မူတဲ့မြတ်စွာဘုရားရှင်ကအဲ့ဒီလိပ်ဆွေမင်းတို့ရဲ့ရှောက်ထားတဲ့ကြောင့်မြတ်စွာဘုရားရှင်ကအဲ့ဒီဝိတာလီဒီကိုစပြီးတော့ရှင်အနန္ဒာမထေရကိုယတနာတုတ်ကိုအ내သိပ္ပယ်နဲ့တကွလေးလေးနဲ့နဲ့ပြီးသင်ပေးနေရှင်အနန္ဒာမထေရကလည်းကရုဏာကြီးတော်မူတယ်ညီ300ပတ်လုံးအဲ့ဒီဝိတာလီဒီမှာဂိုင်း300ဆံရံပြီးတော့မရမနာရွတ်ဖတ်တော့ဘာဖြစ်လဲဘုရားတရားတော်တွေကိုအလုံးကြီးညိုမြတ်လို့ကြတဲ့ဘုံကံကြီးမားတဲ့နတ်တွေဓမ္မတွေတရားနာလာကြလို့ခုနကနတ်ဆိုးတွေဆိုတာသာသာဘလူတွေဆိုတာဘုံကံအလုံးနေတာဘုံကံကြီးတဲ့နတ်တွေအလုံးအရင်နဲ့တရားနာလာကြတော့ဘုံကံနေတဲ့နတ်တွေကဝေးရဖို့သက်ပြေးကြတယ်ဝိတာလီကြီးကြီးငြိမ်းချမ်းသွားတယ်ဒါဘုံတစ်ခုဟုတ်ပြီနော်ကျေပြားကပြည့်တဲ့ဒီဓမ္မစက်တာတရားဥဒေတာဟောတော့ကလေလူကြီးမှာလူသားတူပဲတော်တာလည်းရှိတယ်လက်ဒီဓမ္မတွေ18ကတိအရိယသရောကောင်းဘဝရောက်သွားကြတယ်မင်္ဂလာတုတ်ကြီးဟောတော့ကလက်ဒီဓမ္မတွေဘယေမတွက်နိုင်အောင်လို့အရိယသရောကောင်းဘဝ
ရောက်သွားကြတယ်